March လ10ရက်မှာ Sales Lab ရဲ့ဖတ်တမဆုံးသင်တန်းဖွင့်မယ်။ Achiken 4 Skills မေလကုန်းအထိ3လကြာသင်တန်းဖြစ်ပါတယ်။တစ်ဖက်လျင်4ရက်သင်ပါမည်။အင်္ဂါပေါ်ရဟုကြာသပတေးနေ့နဲ့တောက်ကြ။ညဖိုင်အတန်းပြေးပါပြီ။ဒါပေမဲ့နေ့လေအတန်းချင်းဒီနိုင်ကနေနေခွေအထိနဲ့ Telegram အတန်းအဲ့လိုရပါသေးတယ်ခင်ဗျာ။ Sales Lab ကမြန်မာအများစုသင်တန်းထက်နိုင်ရန်အတွက်အခြားနိုင်ငံခြားသားဆရာတွေတလောက်ပစံအများကြီးမယူထားပါဘူး။ဒါကြောင့် Zoom class ကို3လကြာ3သိန်းချက်ပေးကြာသင်မှာဖြစ်ပါတယ်။ Telegram နဲ့ထည့်ရင်တော့3လကြာ1သိန်းပေးဖြစ်ပါတယ်။ Telegram ကို Zoom သင်ခန်းစာတွေမှာဗီဒီယိုတွေနဲ့ PDF file တွေတင်ထားမှာဖြစ်ပါတယ်။နေ့တိုင်းအင်းစာလေးရှိမယ်။ Telegram သင်တန်းထည့်ရင်တောင်အင်းစာတွေကိုတယောက်ချင်းစီအတွက်ဆရာဖြန့်လေးစစ်ဆေးပေးမှာဖြစ်ပါတယ်။မေခွန်မေးစရာရှိရင်လည်းဖြန့်လေးဖြေကြပေးမှာဖြစ်ပါတယ်။သင်တန်းထက်ချင်ရင်ဆရာကို Messenger မှာစာပို့လို့ရပါတယ်ခင်ဗျာ။